လူတွေဟာဘလောက်ချမ်းသာချမ်းသာဘလောက်ယာတုကြီးကြီးဘလောက်ပဲဒီပစ္စည်းဥစ္စာတွေပေါ့မျက်လုံးလေးနှလုံးမမိတ်ခင်ပဲပိုင်ဆိုင်မှုတွေရှိတာမျက်လုံးလေးနှလုံးမိတ်သွားတာနဲ့တပြိုင်နက်သူ့အိမ်မော်တောင်ကြာမထားတော့ဘူးအောက်ပို့ပလိုက်တာပဲမဟုတ်လားသူ့ပိုင်နာရောတစ်ခုရှိသေးလားမရှိဘူးရှိတာတွေအကုန်ချွတ်ယူလိုက်မှာနော်ဒီတိုင်းပြစိတ်နဲ့ကနားမှာပန်းရင်ပါသွားမယ်မအောင်မေ့လေးနဲ့ဖြုတ်ယူမဲ့လူတွေကအစင်နဲ့သူစီမှာပါသွားတာတခုမှမရှိတခုမှမရှိပိုင်ဆိုင်မှုတွေကအားလုံးနောက်ဆုံးကတခုမှမရှိအဲ့တော့ကိုယ်မပြောနဲ့အထက်တယူဇနာအောက်တယူဇနာအာနာသက်ဆင်းနဲ့ဓမ္မတော်ကဝိညာဉ်ကြီးတောင်ပါပဲနော်ယောဂဖြစ်လို့အဲ့ရတယ်ဘုံဘုံလဲပြီဆိုတဲ့အခါသူလှူချင်တာတွေလှူလို့မရတော့ပရမတော့ရွှေခွက်တွေလှူလိုက်ငွေခွက်တွေလှူလိုက်တန်ဖိုးရှိတဲ့ပစ္စည်းတွေလှူနောက်ပိုင်းကျတော့သူခိုင်းတာသူမှမလုပ်တော့သူခိုင်းတာအရင်တော့ဘယင်းဆိုရင်ကြောက်ကြရတယ်သူခိုင်းတာကိုမငြင်းရဲဘူးအဲ့ရတယ်လဲနေပြီဆိုတဲ့အခါကျတော့သူခိုင်းတာတယောက်မှလုံးမလူဖြစ်တော့သူဟာအာနာလက်မဲ့ဖြစ်သွားသူလှူလို့ရတာလေးကဘာတော့ဆိုရင်ဆေးဆရာကနေပြီးတော့နော်ဆေးဆရာကနေပြီးတော့ဆေးကလေးနဲ့ခေါ်ဆက်ပေးတယ်ရှစ်ရှားသည်ချက်စုသည်လေးတစ်ချမ်းပဲရှိတယ်ကြိုက်အဲ့ဒါလေးတစ်ခုပဲသူလှူလို့ရတယ်ခြံတဲ့ပစ္စည်းတွေသူဘာမှလှူခွင့်မရှိတော့ဒါမို့နောက်ဆုံးကြတော့စီးပူသည်လေးတစ်ချမ်းရှစ်ရှားသည်လေးတစ်ချမ်းပဲသူပိုင်တော့တယ်လို့ပြောဒါအာနာယောတိုင်းပြည်ယောအားလုံးပိုင်ဆိုင်မှုအလွန်ကြီးမားတဲ့သီရိဓမ္မသောကမင်းကြီးဟာနောက်ဆုံးအချိန်ရတော့ရှစ်ရှားသီးလေးတစ်ချမ်းပဲပိုင်တော့တယ်ဆိုတာအဲ့ဒါပြောတယ်သူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတယ်နောက်ဆုံးမှအဲ့ဒါတောင်လက်လွှတ်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မလို့အဲ့ဒါတွေအတွက်အချိန်ပေးနေတာဟာတန်ဖိုးရှိတယ်လို့ပြောလို့မရဘူးကိုကြိုးစားရှာတဲ့ပစ္စည်းတွေဟာမျက်လုံးလေးနှလုံးမမိတ်ခင်လေးပဲအသုံးချမှာဖြစ်တယ်မျက်လုံးနှလုံးမိတ်သွားတာနဲ့တပြိုင်နက်ကိုယ်စီကအကုန်သိမ့်ယူဖြုတ်ယူသွားကြမှာပဲအဲ့တော့ဖြုတ်ယူလို့မရဘူးသိမ့်ယူလို့မရတဲ့ပစ္စည်းကဘာတွေတုံးဆိုရင်သီလဆိုတဲ့ပစ္စည်းနော်တတ္ထာဆိုတဲ့ပစ္စည်းအဲ့ဒါတော့ဖြုတ်ယူလို့တတ္ထသီလတတ္ထဒနာဟိရိဒနာသီလဒနာဟိရိဥတ္တပိယဒနာတုဒ္ဒဒနေသသာဂောသပညာဝေတတ္တမဒနာလို့ခေါ်တယ်တကယ်ကိုယ်ရင်တဲ့နှလုံးထဲမှာရှိတဲ့တန်ဖိုးမဖြတ်နိုင်တဲ့တရားစာသောဥစ္စာပစ္စည်းဥစ္စာတွေကကိုယ်ပိုင်နေကျန်တဲ့ရွှေငွေရတနာတွေဟာတခုမှမပိုင်ဘူးဒါကြောင့်မလို့မပိုင်တာတွေအတွက်အချိန်ဖြုံးနေခြင်းဟာကြိုးစားခြင်းလို့ပြောလို့မရဘူးဒီလိုဆိုလို့ပဲเนาะ